အခုတလောခေတ်စားနေတဲ့ကိုယ့်ရဲ့တပ်ပုံကိုဒီလိုမျိုးကြည်သားပုံစံလေးကိုမိတ်ဆွေများတို့ပြောင်းပြီးတုံးချင်တယ်ဆိုရင်ဘယ်လိုမျိုးလုပ်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်နော်ဒီလိုမျိုးပေါ့နော်ကျွန်တော်ပြထားတဲ့လိုမျိုးပေါ့နော်မိတ်ဆွေများတို့ပြောင်းပြီးတုံးချင်တယ်ဆိုရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါတယ်နော်အရင်ဦးဆုံးဒီ application ကိုရှိရမှာဖြစ်ပါတယ်နော်ဒီ application ကိုမရှိသေးဘူးဆိုရင် Play Store ထဲမှာတွားရှာပြီး download ရပါနော်ဒီ application လေးဖြစ်ပါတယ်နော်ဒီစာသားလေးကိုရိုက်ပြီးရှာလိုက်ပါနော်မိတ်ဆွေများဖုန်းထဲမှာတောင်းဆွဲပြီးတွားလို့ရှိရင်ဘယ်လိုလုပ်ရမှာလဲဆိုတာကိုဒီ application ထဲကိုဝင်လိုက်ပါနော်ဒီဝင်ပြီးတွားလို့ရှိရင်ဒီ allow ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတွားလို့ရှိရင်တို့နှိပ်ခိုင်းတဲ့နေရာလေးကိုနှိပ်လိုက်ပါနော်ဒီမှာနော်ဒီလိုမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒီ application ထဲကိုဝင်လာပြီးတွားလို့ရှိရင်ဒီဟာပေါ့နော်ဒီပုံလေးကိုတစ်ချက်နှိပ်လိုက်ပါဒီနှိပ်ပြီးတွားလို့ရှိရင်ကိုယ့်ရဲ့တပ်ပုံကိုရွေးလိုက်ပါနော်ဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတွားလို့ရှိရင်ကိုပြောင်းမဲ့တပ်ပုံကိုရွေးလိုက်ပါနော်အဲ့တပ်ပုံကိုနေလိုက်ကိုပြောင်းမဲ့တပ်ပုံကိုနေလိုက်ပေါ့နော်နေပြီးတော့လို့ရှိရင်ခဏလေးစောင့်ပေးရမှာဖြစ်ပါတော့ဒီနေရာလေးမှာတရားပြီးလို့ရှိရင်ကိုယ့်ရဲ့ပုံကိုခြီပုံစံလေးကိုပြောင်းပြီးတော့မှာဖြစ်ပါတယ်နော်ခဏလေးတော့ဒီတရားပြီးတော့အောင်ဒီဇိုင်းကိုဘယ်လိုပြန်ပြောင်းတာလဲဆိုတာကိုကျွန်တော်လည်းဒီကြည့်လိုက်ရအောင်ပေါ့နော်ဒီမှာနော်ကိုလုံးခြီပုံစံလေးပြောင်းတာပေါ့နော်ကိုပြောင်းမဲ့အားလေးတွေကိုပြောင်းလိုက်ပေါ့နော်ပြောင်းပြီးတော့လို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲမှာတင်ချင်တယ်ဆိုရင်ဒီနေရာလေးမှာတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးတော့ရှိရင်ဒီဟာကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ရပါပြီနော်ဒီဟာကိုကျွန်တော်ပြောင်းပြမှာပေါ့နော်ဒီဟာကိုကျွန်တော်စကွန်ရှော့ရိုက်မှာပေါ့နော်ရိုက်ပြီးတော့ရှိရင်ဒီထဲမှာပဲပြောင်းဝင်ပါနော်ဒီဟာပဲပြန်နှိပ်မှာပေါ့နော်ဒါဆိုရင်နှိပ်လိုက်ပေါ့နော်ကိုယ့်ရဲ့တပ်ပုံကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ရှိရင်ဒီကျွန်တော်ရဲ့ဖုန်းထဲမှာဒီဇိုင်းကိုဘယ်လိုပြန်ပြောင်းသွားတာလဲဆိုတာကိုကျွန်တော်လည်းတူလိုက်ကြည့်ကြအောင်ပေါ့နော်ဒီဟာကိုတရားပြအောင်ဆောင်ပေးရမှာဖြစ်ပါတယ်နော်ဒီလိုမျိုးတပ်ပုံကိုအခုတလော line ပေါ်မှာရှင်းစားနေတဲ့ခြီပုံစံလေးပေါ့နော်ဒီမှာနော်ဒီရမ်းမိုက်တယ်နော်ကိုယ့်ဖုန်းထဲမှာရှိတဲ့ software လေးတွေကိုဒီလိုမျိုးခြီပုံစံလေးတွေကိုပြောင်းပေးတာပေါ့နော်ဒီလိုမျိုးပဲနော်ဒါကတော့ရပါတယ်ကိုယ့်ဖုန်းထဲမှာပြန်သွားကြည့်လိုက်ပါနော်ဒီမှာနော်အရင်လမ်းပါနော်မိတ်ဆွေများတို့ပြောင်းပြီးတုံးချင်တယ်ဆိုရင်ကျွန်တော်ပြထားတဲ့လိုမျိုးကိုလိုက်ကြောင်းလိုက်ပါနော်ဒီဗီဒီယိုကိုအကျိုးရှိမယ်လို့ထင်ပါတယ်နော်